ဒီနေ့ကတော့အိမ်မှာဟာလဝါလေးအလွယ်တကူလှုပ်ရှားလို့ရအောင်လို့လုံနီးလေးကိုမျှဝေပေးလိုက်ပါရနော်ကဲဒါဆိုရင်တူတူစောင်းအောင်သွားကြည့်လိုက်ရအောင်နော်ကဲအရှင်ဦးဆုံးဘိန်းစီလေးကိုထမင်းစားစွန်းနဲ့ငါးစွန်းလောက်လှော်ထားပေးပါမယ်ဒါမီးလေးအနည်းဆုံးလေးရှော့ပေးပါနော်တော့ကြာတူးကုန်မှာဆိုလို့ပါအရှောင်းလေးနည်းနည်းလေးရှင်းလာပြီဆိုရင်တော့သူ့ကိုချလိုက်ပြီးတော့ပကံတစ်ခုထဲမှာခဏထည့်ထားပါမယ်ကဲပြီးရင်တော့ကျန်တာကိုဒီလိုအခဲ3ခဲလောက်သုံးထားပါတယ်တကယ်လို့ကိုကအချို့မကြိုက်ဘူးဆိုရင်ဒီထက်နည်းနည်းလေးရှော့ပြီးတော့ထည့်ပါနော်ပြီးရင်တော့စတန်ချင်ကွက်နဲ့ရေ2ခွက်လောက်ထည့်ပြီးတော့ဒီကျန်တာလေးတွေပျော်ရဲချီထားပေးပါမယ်နော်ကျန်တာတွေအကုန်လုံးပျော်သွားပြီဆိုရင်တော့သူ့ကိုရေစလေးနဲ့တဲရိပ်ပါမှာဆိုလို့စစ်ချပေးလိုက်ပါမယ်ကဲပြီးရင်တော့မီးလုံးဝမဖွင့်သေးပဲနဲ့အိုးရဲကိုကောင်းချင်းမုတ်စံချင်ကွက်3ကွက်ထည့်ပါမယ်ပြီးရင်တော့တကြားတော့စံချင်ကွက်1ခွက်လောက်ထည့်ပါမယ်နော်စားတော့လက်ဖေစွန်းတစ်စွန်းထည့်တယ်ပြီးရင်ဒီတကြားလေးကောင်းချင်းမုတ်လေးတွေကိုရောပြီးတော့ဇွန်းလေးနဲ့မှွေပေးမယ်ရေကတော့စံချင်ကွက်2ခွက်လောက်ထည့်ပြီးတော့ဒီကောင်းချင်းမုတ်လေးတွေပျော်သွားအောင်လို့ဇွန်းလေးနဲ့ဇက်တိုက်မှွေပေးပါမယ်ကောင်းချင်းမုတ်လေးအကုန်လုံးလည်းပျော်သွားပြီဆိုရင်တော့စောနာတော့ကြိုထားတဲ့ကျန်တကာတွေထည့်ပါမယ်နော်ဒီကျန်တကာလေးတွေဖြည်းဖြည်းချင်းဒီလောင်းထည့်ပြီးတော့ဇက်တိုက်လေးမှွေတန်လေးနဲ့မှွေထားပေးပါမယ်နော်ကဲကျန်တကာကြီးလည်းချဲမှွေပြီးသွားပြီဆိုရင်တော့နောက်ဆုံးမှာတော့အုံတို့ထည့်ပါမယ်အုံတို့ကတော့စံချင်ကွက်နဲ့1ခွက်လောက်သုံးထားပါတယ်ဒါအသင့်သုံးအုံတို့ဘူးလေးလေဘူးသေးလေးရှိရဲအဲ့လိုဘူးသေးလေးတစ်ဘူးလောက်ထည့်လဲရပါတယ်အုံတို့လေးနဲ့တေးချာမှွေပြီးသွားပြီဆိုရင်တော့မီးလေးစားဖွင့်လို့ရပါပြီအခုလိုလေးပွက်လာပြီးတော့ကောင်းချင်းလေးတွေကဒီလိုခက်ခဲလေးစဖြစ်လာပြီဆိုရင်တော့လုံးဝမရက်ဘဲနဲ့အဆက်မပြတ်မှွေပေးရပါတော့မယ်ကဲဇက်တိုက်လေးမှွေပေးပါဒီလိုမှွေနေနဲ့အခုလိုမျိုးပြစ်ခဲခဲအနေချားလေးရောက်လာပြီဆိုရင်တော့ချောဘက်ထည့်ပါမယ်ချောဘက်ကတော့မြက်များလေးချက်ရင်ချောဘက်နဲ့တင်းတင်းလေးနဲ့ပို့ပြီးတော့လဲစားလို့ကောင်းပါတယ်ဒီချောဘက်လေးတွေကတဖြည်းဖြည်းနဲ့ဒါအရည်လေးပျော်လာပါလိမ့်မယ်နော်ဒီကောင်းချင်းလေးနဲ့ချောဘက်လေးနဲ့တသားတဲ့ကြတဲ့အထိဇက်တိုက်မှွေပေးပါအခုလိုမျိုးတသားတဲ့ကြတဲ့အနေထားရောက်ပြီဆိုရင်တော့စောနာတုံးကလှော်ထားတဲ့ဘိန်းစီလေးထည့်ပါမယ်ဒီဘိန်းစီလေးကိုကောင်းချင်းလေးနဲ့ပြန်ပြီးတော့မှွေပေးပါမယ်ဟာလဝါကတော့ဒီလိုမျိုးနာနာလေးမှွေရတယ်ပေါ့နော်လက်တော်နည်းနည်းညောင်းပါတယ်ဒါမှွေသွားလိုက်တာဇွန်းလေးကလည်းတော်တော်လေးလေးပင်ပင်အနေထားလေးစီးပိုင်နေပြီဆိုရင်တော့စီလေး2စွန်း3စွန်းလောက်ထပ်ထည့်ပြီးတော့ပြန်မှွေပေးပါမယ်ဇက်တိုက်လေးမှွေပေးပါနော်သူကတော့ဒီလိုကြကြလေးမှွေပြီးတော့လုံးဝအသားလေးကမာကြစ်အနေထားလေးရောက်တဲ့အထိထိုးနိုင်တော့ပိုကောင်းတယ်ပေါ့နော်ကျမတော့ဒီနေ့တော့ဒါမှွေတာနည်းနည်းလေးလိုသွားတဲ့အတွက်နည်းနည်းလေးပြော့ရက်ဘက်သွားတယ်ပေါ့နော်နည်းနည်းမာတင်းတင်းလေးကြိုက်တယ်ဆိုရင်တော့ကြကြလေးမှွေပေးပါနော်ကဲပြီးရင်တော့စီးတုပ်ထားတဲ့ဘန်းတွေကိုလောင်းချဲ့ပေးလိုက်ပါဒါအနည်းဆုံး3နာရီလောက်အေးခံထားပြီးတော့စားလို့ရပါပြီနော်ဟာလဝါလောက်တာလေးကမခတ်ပါဘူးနော်ကိုယ့်အိမ်မှာလှုပ်ရှားတော့ကြိမ်လုံးလဲဝစားလို့ရပါတယ်ဒါကတော့အိမ်မှာလှုပ်ရှားပြစ်တာလေးဝေးမျှပေးတာပါ